င်္ဂလာပါအဲ့တော့ဒီနေ့ sharing လုပ်ချင်တာတွေကတော့ romanization နဲ့ပတ်သက်ပြီးတော့ကျောင်းတွေမှာမြန်မာလိုရေးထားတဲ့စကားလုံးတွေကိုအင်္ဂလိပ်စကားလုံးတွေနဲ့ရေးတဲ့အခါကျတော့အမျိုးမျိုးရှိတာပေါ့ဟောအစတုန်းကတော့1930ထုတ်တဲ့အဲ့ဒီ transliteration ဆိုတာတစ်ခုရှိတယ်သူကမြန်မာတနိုင်ငံလုံးမှာရှိတဲ့တိုင်းနဲ့ပြည်နယ်မြို့တွေရွာတွေအကုန်လုံးကိုဗာလုပ်ထားလဲဆိုတော့မြန်မာမှုပြုထားတယ်အခုအင်္ဂလိပ်သတင်းစာတွေမှာအစားတော့ working paper daily တို့ဘာလို့ပေါ့အဲ့ဒီအင်္ဂလိပ်လိုရေးတဲ့သတင်းစာတွေမှာဆိုရင်အဲ့ဒါကိုသုံးတယ်လန်ဒန်မှာအစားတော့ဒေါက်တာလှဖေဆိုတာရှိတယ်သူရဲ့တပည့်ကဂျွန်အိုကယ်ပေါ့သူတို့လှုပ်ထားတဲ့ဟာလည်းရှိတယ်နောက်တစ်ခါကျတော့မြန်မာစာစုစည်းရင်းတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကထုတ်ကြတယ်အဲ့ဒီမှာလည်းဘာလုပ်ကြလဲဆိုတော့သက်ဆိုင်ရာပြုစုတင်ပြတဲ့လူတွေကမြန်မာမှုပြုကြတယ်ဟန်တာဘီယာတို့ဘာလို့ဆိုရင်အဲ့ဒီလိုမြန်မာစကားလုံးတွေကိုဖလှယ်ကြတယ် transliteration လုပ်ကြတယ်ဒီအားကြတော့ LC စနစ်ပေါ့ Libraries of Congress မှာမြန်မာနိုင်ငံမှာရှိနေတဲ့ဆရာဇော်ကြီးတို့ဆရာမင်းသူဝင်းတို့ဦးဖေမောင်တင်းတို့ဆရာကြီးဦးတော်ကောင်းတို့အဲ scholarly ရေးတဲ့စာတွေမှာ DLC transliteration နဲ့ပေါ်ပြတယ်ဒီကောင်ကတော့2017 version ပေါ့အာရီယာ version ကတော့1990ခွန်ပေါ့ကျွန်တော်တို့ကျောင်းတော့1981လာပြီမသိဘူးဗျအဲ့မှာ तू ကမြန်မာမှာရှိနေတဲ့ဘီးတွေအဲ့ဒီဘီးတွေကိုသူတို့ကအပန်းကိုဖလှယ်တာမဟုတ်ဖ ೇನೆ စလုံးပေါင်းတွေကိုစင်ကေတနဲ့အစားထိုးလိုက်တာပေါ့အဲ့တော့ तू ကကျောင်းနေမှာတော့ပါရဂူတန်းတွေမဟာတန်းတွေမှာမြန်မာလူတွေပါလာတဲ့ခါကျရင်ဒီနည်းကိုပဲသုံးတယ်အဲ့တော့ဒီကောင်ကပါလဲဆိုရင် romanization table လေးဒီ version ကတော့2017 version လေးအာလီယာ version ကတော့1990နဲ့အဲ့တော့ဒီနေရာမှာဘီ33လုံးရှိတယ်အဲ့ဒီဘီ33လုံးကပညာရှင်များကတော့ပါပြောလဲဆိုတော့34လုံးနဲ့35လုံးနဲ့ဒါပညာရှင်တွေရဲ့ကိစ္စပေါ့ပညာရှင်တွေကပါပြောလဲဆိုတော့ဒီနေရာမှာညဆိုတော့ညကလေးဆိုတာရှိတယ်တဲ့အဲ့တော့33လုံးက34လုံးဖြစ်သွားတယ်အဲ့ဒီလိုပဲတာကြီးဆိုတာရှိတယ်တဲ့35လုံးဖြစ်သွားတယ်ဒါထားပါတော့အခုပြောချင်တာအဲ့ဒါမဟုတ်ဘူးသင်္ကေတတွေကိုဖလှယ်တာကိုပြောချင်အဲ့တော့ပထမဆုံးအနေနဲ့ဒီမှာကြည့်ရကာကြီးဆိုတာကေတဲ့အဲ့ဒီကေတလုံးနဲ့နေရတော့
သင်္ကေတတစ်ခုသာလေးဖြစ်တယ်သူ့မှာအတန်မပါဘူးအတန်လိုချင်နေဆိုရင်တရလေးတွဲပေးရတယ်အဲ့တရလေးက A တဲ့အဲ့တော့ KA ဆိုရင်ကဖြစ်သွားရောအဲ့ဒါလေးပြီးဖို့လိုပါတယ်ခါခွေးဆိုတော့ KH တဲ့အဲ့ဒီ KH ကသူ့ကြည့်ပဲဆိုရင်အတန်မပါပါဘူးသင်္ကေတလေးသာလေးဖြစ်ပါတယ်အတန်ပါကြည့်ရင် A လေးကတ်လိုက်တရလေးတွဲပေးလိုက်အဲ့ဒါဆိုရင်တော့ KHA ခဆိုပြီးဖြစ်သွားပါတယ်အဲ့ဒီလိုပဲဂါငယ်ဆိုရင် G တဲ့ G ဆိုတာကလည်းသင်္ကေတလေးတစ်ခုသာဖြစ်ပါတယ်ခဆိုတဲ့အတန်ထွက်ဖို့အတွက် A ဆိုတဲ့ဟာလေးကိုတွဲပေးလိုက်ရတယ်နောက်တစ်ခါဂါ G အဲ့ဒီဂါ G က GH တဲ့အဲ့ဒီ GH ဆိုတာလေသင်္ကေတလေးတစ်ခုပဲဖြစ်ပါတယ်အတန်ဂါဆိုတဲ့အတန်လေးထွက်ချင် A လေးကပ်ပေးလိုက်ပါအဲ့ဒီ B ကိုတရနဲ့ပေါင်းမှစောင်းဖြစ်ပေါ်လာပါအဲ့ဒီလိုပဲငါတဲ့အဲ့ဒီငါလေးကလည်း N over dot တဲ့အပေါ်မှာအဆက်ကလေးနဲ့ပေါ့သူ့ကြည့်ပဲဆိုရင်အဲ့ဒီ N over dot လေးကသင်္ကေတသာလေးဖြစ်ပါလေအတန်မပါပါဘူးအတန်ပါချင်ရင်တော့ A လေးကပ်ပေးလိုက်ရအဲ့တော့ပြောမယ်ဆိုရင်ကခကကငါကို KH G GH and over dot အဲ့လိုလေးသာမှတ်ထားနောက်တစ်ခေါက်ပြန်ပြောမယ်ကခကကငါကို KH GGH and over dot အခုပြောလိုက်တဲ့ဟာတွေကသင်္ကေတသာလေးဖြစ်ပါတယ်သူတို့ရဲ့အနောက်မှာ A လေးတွေကပ်ပေးလိုက်တဲ့အခါကခကကငါလို့ဖြစ်သွားတယ်နော်အဲ့တော့ကခကကငါပြီးရင်ပါလာမလဲကြည့်နော်ကခကကငါပြီးရဲ့ခါကျတော့စာလုံးဆိုတာ C လေးပါသူ့ကြည့်ပဲဆိုရင်တော့အတန်မပါပါဘူးအတန်ပါခြင်း A လေးကတ်လိုက်ပေါ့နောက်ပြီးရင်စာလိန်ဆိုတာ CH အတန်ပါခြင်း A လေးကတ်လိုက်ပေါ့နောက်တစ်ခါစာခွဲ J တဲ့အတန်ပါခြင်း A လေးကတ်လိုက်ပေါ့နောက်တစ်ခါဇာမြင့်စွဲ JH အတန်ပါခြင်း A လေးကတ်လိုက်ပေါ့နောက်တစ်ခါညဆိုတာတဲ့ညာကလေးနှစ်ခုဆင့်ထားတာတဲ့ညာကလေးဆိုတာက N cup အပွားအကောက်ကလေးနဲ့သူ့ကို A လေးကတ်လိုက်တော့ညာကလေးတဲ့အဲ့ဒီ M cup နှလုံးဆင်းလိုက်တဲ့အခါကျတော့ညာကြီးတဲ့သူ့နောက်မှာ A လေးထည့်ပေးလိုက်တဲ့အခါကျတော့ညာတဲ့အဲ့ဒီလိုပဲသူ့ကိုဖတ်တဲ့အခါကျတော့စာလုံးစားလိန်စာခွဲစားမြင့်တွေညာကလေးဆစညတဲ့အဲ့ဒါကိုမှတ်ရင် CH JH and cup နော်နှလုံးစင်းနဲ့တစ်လုံးစင်းနဲ့အတန်ပါခြင်းရင်ဘေးနားမှာ A တရာလေးထည့်လိုက်အဲ့ဒါဆိုရင်ဆစညာဆိုပြီးတော့ပါတယ်အဲ့ဒီလိုပါပဲတဲ့ပြီးတော့နောက်တစ်ခါကျတော့
နောက်တစ်ခါတာတလင်းကြီးထားဝင်းပဲဒိုင်းကောက်ဒိုင်းမုံနာကြီးတာတာတနာတဲ့အတန်ထွက်ကသူကကြတော့ T underdog တဲ့နော်အေးလေးထည့်လိုက်တော့တဖြစ်သွားတယ်အတန်တော့ကတော့တတယ် T underdog H တဲ့အေးလေးထည့်လိုက်တော့ထတိုင်းကောက်ကြတော့ G underdog အေးလေးထည့်လိုက်တော့ဒတိုင်းမုတ်ကြတော့ G underdog H အေးလေးထည့်လိုက်တော့ဒိုင်းမုတ်ပေါ့နာကြီးဆိုတာကြတော့ an underdog လေးတဲ့မှတ်ထားအဲ့တော့သူ့ကိုလည်းခုနပြောလို့ပေါ့ဟောဒီ T TH D GH N underdog တွေကအောက်မှာအဆက်ကလေးတွေပါတယ်လို့မှတ်ထားရမယ်။ဘာလေးတွေပါလဲအောက်မှာအဆက်ကလေးတွေပါတယ်တာတလင်းကျိတ်ထဝင်ပဲဒိုင်းကောက်ဒိုင်းမုံနာကြီးအဲ့ဒီကောင်တွေဟာအောက်မှာအဆက်ကလေးတွေပါတယ်เนาะဒါလေးမှတ်ထားရင်လွယ်ပါတယ်နောက်တစ်ခါကြတော့ဒီနော်တာဝင်းဘူးထစီတူဓာရွေးဓာအုတ်ထိုက်နာငယ်တထတဒနာတဲ့ခုနကတော့ကနေအတန်ထွက်တူတူပဲ T TH D DH N နဲ့အတန်ထွက်ချင်ရင်အေလေးတွေကလိုက်တဲ့သူ့ရှိမှာကြတော့တဲ့အောက်မှာအဆက်ကလေးတွေမပါဘူးတဲ့အောက်မှာအဆက်ကလေးတွေမပါဘူးနော်အတန်ထွက်ကတော့တထတဒနာပဲခုနကတော့ကလည်းတထတဒနာပဲခုနကတော့ကြတော့ဘာကွာလဲဆိုတော့ underdog လေးတွေပါတယ်ဒီမှာကြတော့ underdog လေးတွေမပါတော့ဘူးအဲ့တော့တထတဒနာပြီးသွားပြီနောက်တစ်ခါကြတော့ကြည်ရအောင်နောက်တစ်ခုကပဖပပမလေပဖပပမအဲ့တော့ P PH B BH M နဲ့သူ့ကြီးပဲကသင်္ကေတဒါလျင်ဖြစ်တယ်အဲ့တော့ဘေးနားမှာတရအေလေးတွေကတ်လိုက်ပါအဲ့ဒါဆိုရင်ဖြင့်ပဖပပမလို့အတန်ထွက်သွားပါတယ်သူ့ကိုမှတ်ရင် PPH BBH M လို့မှတ်ပါเนาะကဲနောက်တစ်ခါကျတော့ရပ်ပလက်ရကောက်လဝတာတဲ့เนาะကြည့်ရအောင်ရပ်ပလက်ရကောက်လဝတာအဲ့ဒီရပ်ပလက်ဒီ Y မှာရကောက်ဒီ R ပါလာဒီ L ပါဒီညမှာဝဒီ V တဲ့မှတ်ထားတော့မတူတော့ဘူးเนาะတာဒီ S တဲ့အဲ့ဒါလေးတွေမှတ်ထားเนาะတာမြင်တယ်ဆိုရင် THA မရတော့ဘူး S တဲ့ပဲသွားမှာဝါဆိုရင် WA မဝဘူးเนาะ V နဲ့ပဲသွားမှာ L နဲ့ကွာလာကဒီ9030တုတ်တဲ့ဟာတွေကဥပမာအောင်ဆိုရင် AUNG အောင်เนาะကောင်းဆိုရင် KAUNG ကောင်းကောင်းဆိုရင်လည်း KAUNG ကောင်းစလုံးပေါင်းကတူတယ်အတန်တွဲနဲ့သွားတာဒီကောင်ကအဲ့ဒီလိုမဟုတ်ဘူးเนาะအဲ့တော့ तू ကနည်းနည်းမှားတတ်တယ်အဲ့တော့ပြန်ပြောမယ်ဆိုရင်ဂျပလက်ရောက်လာဝတာဒီ YRLVS တဲ့ဖတ်ထားနော်သူ့ကြည့်ပဲဆိုရင်တော့အတန်မပါတဲ့အတွက်ဘီနာ A လေးတွေထည့်ပေးအဲ့တော့ခုနကတော့ကကကကငါဆဆဆဆညာတတတတနာတတတတနာနော်ရပလက်ရကောက်လာဝတာအဲ့ဒီကောင်တွေအားလုံးကအုပ်စုကြီးရှိတယ်အဲ့25လုံးပေါ့ရပလက်ရကောက်လာဝတာဒီကောင်တွေကအုပ်စုတွေမရှိတော့သူကနော်အဲ့ဒီကောင်တွေကပြီးသွားတဲ့ခါကျတော့ရပလက်ရကောက်လာဝတာနောက်ပြီးတော့သူကဒီမှာဟာလာကြီးအပဲကြံတော့ဟာလာကြီးအဟာဒီ H လာကြီးက L underdog လေး
ကြတော့ A ရဲ့အပေါ်မှာအဖို့စောကီလိုဟာမျိုးကြီးပါတယ်နော်အဲ့တော့ခုနကပြောတဲ့ကခကကငါကနေပြီးတော့ကာကြီးဥဆောင်တဲ့ဟာကြီးကဝက်လို့ခေါ်ကခကကငါဆဆဆစညဆိုရင်စဝက်၅ခုဝက်ဆိုတော့အစုလို့ခေါ်တယ်ပြင်စဝက်ကီ၅ပါးဆိုရင်နော်ဒါ၅ပါးပါတဲ့ဒါရန်၅ပါးပါတဲ့အုပ်စုဒီမှာလဲကဝက်ဆိုရင်ကာကြီးဥဆောင်တဲ့အုပ်စုကခကကငါဆဆဆစညဆိုရင်စာလုံးဥဆောင်တဲ့အုပ်စုအဲ့တော့ကခကကငါဆဆဆစညတတတရဏတတတရဏနော်နောက်ခါကျတော့ပပပပမအားလုံးပေါင်း25ခုရှိတယ်အဲ့25ကသူကအုပ်စု၄တွေနဲ့ကျန်တာကတော့အဲ့လိုမဟုတ်ဘူးကျန်တာကရပ်ပလက်ရကောက်လာဝဒါတော့အုပ်စုမရှိတော့အဲ့မှာသူကအဲ့ဒီတေကေတတွေအကုန်လုံးကိုအတန်ထွက်ချင်အနောက်ကနေပြီးတော့ပါတက်လဲဆိုတော့အေတက်တယ်နော်အဲ့တော့ဘီ33လုံးပြီးသွားပြီဘီကတရနဲ့ပေါင်းမှအတန်ထွက်တယ်သူတို့ကိုရေးတဲ့ခါကျရင်တရပါဖို့လိုတယ်အဲ့ဒီကောင်ကနောက်နေကြမှာပဲတင်တော့မယ်တရပြီးတယ်ဆိုရင်အဲ့ဒီဘီတွေကိုတွဲရတယ်ဘီတွဲတွေရှိတယ်အဲ့ဒီကောင်တွေတီးတော့မှလေးချင်းကန်တွေလုံရင်းနဲ့ဒီကောင်ရေးထက်သွားပါလိမ့်မယ်လို့မိုးရလည်းတအားရွာနေတဲ့အတွက်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်